ပြောဘယ်ဆိုင်အောင်သွားမှလဲ โอ้ยရောက်ဟေးโอเคတော့ပြီခါပါလာပြီဟာပါလိုက်ဟေးအောင်မြင်ပြီကွာကဲကျွန်တော်ဆိုင်ကပေါ်တက်လိုက်โอเคခုနကဗျာကျွန်တော်မပြောတင်တာလေးနေပြောမိသွားပြီပေါ့နော်အဲ့ကိစ္စလေးကိုလာတောင်းမှန်တာပါဟေးအောင်တကယ်အချိုးလာလီဖြစ်သွားတာပဲကွာဒီလိုပုံစံမျိုးလေးဆိုရင်တော့ငါကစားကွင်းနေတလိမ့်ဆန်ယုံနေပန်းချန်နေရေရှောက်သွားဖို့အတွက်နည်းနည်းလေးတော်သေးတယ်ကွာခုနပုံစံမျိုးကြီးဆိုရင်တော့ငါဘလို့မှတီးခတ်နေမှာမဟုတ်ဘူးဒါဆိုတော့ဘို့ကုညီတို့ကောင်းသွားပြီကွာဟိုကလေအဲ့ကိစ္စတွေတော့ကျွန်တော်တောင်းပန်တာပါပြီးတော့ကျွန်တော်နည်းနည်းတောင်းဆိုချင်တာလေးရှိလို့ဒီနေ့အားလားမသိဘူးအားလို့ရှိရင်လေကျွန်တော်ခုနဖြစ်သွားတဲ့ကိစ္စတွေအတွက်တောင်းပန်တဲ့အနေနဲ့မုတ်လေးလိုက်ကျွေးချင်လို့ပါဗျာကျွန်တော်တို့ကအခုကအမားဟိုကလေဒီဘက်ကိုပြောင်းလာပြီဆိုတော့လေမီနီဟိုကလည်းကျွန်တော်ညီနေရတငယ်ချင်းအရင်နေဆိုတော့ကျွန်တော်တို့မိတ်ဖြစ်ဆွေဖြစ်ပေါ့ဗျာရရလေနင်ကအခုလိုလာတောင်းမှန်မအောင်လဲငါခွလို့ပေးရတာပေါ့ပြီးရောကဲပြောဘယ်ဆိုင်အောင်သွားမှလဲโอ้ยရောက်ဟေးโอเคတော့ပြီခါပါလာပြီဟာပါလိုက်ဟေးအောင်မြင်ပြီကွာကဲကျွန်တော်ဆိုင်ကပေါ်တက်လိုက်โอเคဟုတ်နေပြီရောက်ပြီဘာဆိုင်တိမှာစိုးရိမ်ပါရောက်ရသွားပြီကွာမဲဟုတ်တယ်နော်တော့နောက်လို့မရဘူးငါဘို့ကိုဖုန်းဆက်လို့မရဘူးကွာမက်ဆေ့လေးရောငါနည်းနည်းလေးလှမ်းပို့လိုက်ရဖုန်းဆက်ရင်တိသွားအောင်အေးဟိုမက်ဆေ့လေးပါလှမ်းပို့လိုက်ဘိုးရေရှေငါမင်းနီရဲ့အမဟိုမသွားပြီမင်းစားလှုပ်ရှားလို့ရပြီโอเคအဲ့လောက်ဆိုတော့စိတ်ပြည့်တယ်ဟိုကျွန်တော်တို့ဘယ်သွားမလဲဆိုတော့ဘယ်စသွားမလဲဆိုတော့မုတ်ဆိုင်မသွားခင်ဘယ်ကိုသွားရင်ကောင်းမလဲငါ့အော်ကျွန်တော်အရန်ကောင်းတဲ့မုတ်ဆိုင်တွေ့ထားရဲ့ဗျဘာမုတ်ဆိုင်လဲဆိုတော့တလိမ့်ဆန်ယုံတာမုတ်ဆိုင်မုတ်ဆိုင်အရန်စားလို့ကောင်းတာဟော့တော့ရည်အရန်ကောင်းတယ်အဲ့တော့ကျွန်တော်တို့တလိမ့်ဆန်ယုံဦးတည်လိုက်ကြမယ်ဗျာ